အသစ်တွေဘလောက်ပဲတွေ့အဟောင်းကိုမမေ့နိုင်သူများအတွက်ပြန်လာမယ့် Mobile Legends ရဲ့အကောင်းဆုံး mode တစ်ခုဖြစ်တဲ့ Survival Mode တစ်ချိန်တုန်းက Survival Mode ဆိုတာ Moon ကစီစဉ်ပေးခဲ့ဘူးတဲ့ arcade game တွေထဲမှာအကောင်းဆုံး game တစ်ခုလို့ပြောလို့ရပါတယ်။ Magic Chat တွေ Mirror Mode တွေ Mayhem တွေဒါရီဆိုတာ Survival Mode ရဲ့အောင်မြင်မှုအပေါ်မူတည်ပြီးတော့ arcade game တွေအနေနဲ့ Moon ကမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အသစ်တွေဘလောက်ပဲရလာကျွန်တော်တို့ဟာအဟောင်းကိုဘယ်တော့မှမမေ့နိုင်ကြပါဘူး။ဒီစကားကြားလို့တွေ့ဝေကြီးနဲ့ဟိုငေးဒီငေးလည်းမလုပ်လိုက်ပါနဲ့။ကျွန်တော်က game တွေက mode တွေအကြောင်းကိုပြောတာပါ။ဆိုတော့ Survival Mode အနေနဲ့ပြန်လာတော့မယ်ဆိုတဲ့အတွက်ဘာတွေအပြောင်းလဲရှိလာမလဲဘယ်လိုမျိုးတွေထပ်ပြီးအသစ်တွေပါလာအောင်မလဲဒါတွေကိုလေ့လာကြည့်အောင်ပထမဦးဆုံးအနေနဲ့ Survival Mode ဟာ Survival Mode ရဲ့အရာသာပြန်မသွားရလေအောင် Moon ကအရင်တိုင်းပဲလုပ်ထားပေးပါတယ်2018နောက်ပိုင်းမှာ game ဆော့တဲ့သူတွေကဒီအကြောင်းကိုမသိမှဆိုလို့ကျွန်တော်အကြမ်းမြင်လေးတော့ရှင်းပြကြပါသေးတယ်Survival Mode ဆိုတာကပထမဦးဆုံးပလီယာ3ယောက်ထင်းနဲ့စတင်ရတဲ့ game ဖြစ်ပြီးတော့ Battle Royale ရဲ့အမျိုးအစားပါ Battle Royale တွေကဘာလဲလို့မေးလို့ရှိရင်လေမြန်ကြီးစီးဇုံထဲကိုခုန်ချအချင်းချင်းတက်နောက်ဆုံးကြံနေတဲ့သူက winner chicken dinner PUBG တို့ Free Fire တို့လိုအထာမျိုးကိုပရိသတ်တွေကောင်းကောင်းကြီးနားလည်ပါလိမ့်မယ်ဒီ Moon ရဲ့ထုတ်ပေးထားတဲ့ Survival Mode ဆိုတာကအဲ့လိုမျိုးကစားရတဲ့ဟန်ကို hero တွေနဲ့ကစားရတာပါအဲ့ဒီထဲမှာ ability အသစ်တွေပါတယ်လို့အချိန်တစ်ခုတိုင်းမှာကြုံလာတဲ့ဇုံကြီးလဲပါပါတယ်အဲ့ဒါကမှ map အကျေကြီးပေါ်မှာကစားရတာပါ3ယောက်တစ်ဖွဲ့နှုံနဲ့ပလီယာတွေအများကြီးပါပြီးတော့ map ဇုံကတော့3ခုပါပါတယ်အဲ့ဒီ map ဇုံထဲမှာ monster တွေပါတယ်အဲ့ဒီ monster တွေပါတယ် treasure တွေပါတယ်တည်သွားရင်ပြန်ထွက်မဲ့နေရာတွေပါတယ်အချင်းချင်းလဲကယ်လို့ရသေးတယ် final boss တွေလည်းပါတယ် combat လောက်တာတွေပါတယ်ဒါလိုမျိုးပေါ့နော်စသဖြင့် Battle Royale ရဲ့အရာသာကို Moon က hero တွေနဲ့ကစားရမှာဖြစ်တဲ့အတွက်မစော်ဘူးသေးတဲ့သူတွေအတွက်တကယ်ကိုကောင်းတဲ့အတွေ့အကြုံဖြစ်မှာပါစော်ပြီးသားသူတွေအတွက်ကတော့ထွေထူးပြောပြစရာတော့မလိုပါဘူး။ဒါပေမဲ့ဒီတစ်ခေါက်အပြောင်းအလဲမှာကတော့အရင်လိုမျိုးငကားကြီးစီးပြီးတော့ဇုံတွေကိုခုန်ချရတဲ့အရာမျိုးရှိပါအောင်မလားဆိုတာတော့စိုးရိမ်ရပါတယ်။အရင်တိုင်းပဲအကုန်လုံးကအတူတူပဲဆိုပေမဲ့အခုက respawn point တွေပါလာတာဖြစ်တဲ့အတွက်ထွက်လာမဲ့ base တွေရှိကောင်းရှိနေမှာပါ။အရင်တွေကမှဟိုဟာလေး copy ဒီဟာလေး copy လုပ်နေတဲ့ Mobile Legends ကတော့ကြာငကားကြီးစီးပြီးခုန်ချလို့ Battle Royale တွေကတခုမှဆိုပြီးတော့ wine ထူလို့ရှင်လည်းခံရမှာဆိုလို့ထင်ပါတယ်။နည်းနည်းတော့အပြောင်းလဲလုပ်လာပါတယ်။ကျန်တာတွေကတော့အရင်အတိုင်းပုံမှန်ပါပဲတစ်ဖွဲ့နဲ့တစ်ဖွဲ့ချရမယ်နောက်ဆုံးဇုံထဲမှာကြာအသက်ရှင်နိုင်တဲ့သူကအနိုင်ရရှိမှာပါ Survival Mode ရဲ့အရာသာကအဲ့ဒါပါပဲဇုံကျဲကြီးထဲမှာကစားရတယ်တငယ်ချင်းတွေနဲ့ပျော်ပါ map ထဲမှာရှောက်သွားလို့ရတယ်ဇုံပြေးလို့ရမယ်နေရာတွေလူဖို့အတွက် fight လို့ရမယ် power အစမ်းပြားတွေစားပြီးတော့စပဲအလန်းစားကြီးတွေသုံးလို့ရမယ် run တွေကစား classic တွေကစားပြီးတော့လောင်နေရတဲ့အချိန်မျိုးမှာအလောင်တက်တာခြင်းလို့ရှိရင်ဒီလိုမျိုး Survival Mode ထဲဝင်ကစားလိုက်တဲ့အခါမှာတော်တော်လေးတက်တာသွားပါတယ်အရင်တုန်းကကြုံခဲ့ရတာပါအခုအချိန်ဒီလိုမျိုးစီးတွေရမ်းများနေတဲ့အချိန်မှာစီးထိုးမဲ့ကောင်တွေပါလာလို့လောင်ရမယ်ဆိုတော့ကျွန်တော်လည်းမပြောရပါဘူးတစ်ချိန်တုန်းကတော့ဒီ Survival Mode ဆိုတာပလီယာတိုင်းနီးပါးအသေးဆွဲကြိုက်ခဲ့ရတဲ့ mode ဖြစ်ပါတယ်မလောင်ရပဲပျော်ပါကစားခြင်းတဲ့သူတွေအတွက်တကယ် Survival Mode ကအသက်ဝင်တာဖြစ်ပါတယ်နောက်ပြီးအဲ့ဒီထဲမှာက item တွေပါရီဆိုလဲကိုယ်တိုင်ဝယ်ရတာမဟုတ်ဘဲနဲ့ Jungle Monster တွေကိုတတ်တဲ့အခါမှာ item တွေကြပါတယ်ကိုယ့်ရဲ့ hero က mage လား tank လား fighter လားဒီပေါ်ကိုမူတည်ပြီးတော့ရွေးနဲ့ overpower တွေဖြစ်လာပြီးတော့နောက်ဆုံး battery ဆိုင်တဲ့အချိန်မှာအရန်ကြီးတာရာမျိုးလည်းရှိသလိုတစ်ဖက်က enemy တအားတာနေလို့ကိုကခံရတဲ့အလှည့်တွေလည်းရှိပါတယ် Mobile Legends ကို2017လောက်ထဲကကစားခဲ့တဲ့သူတွေအနေနဲ့ကတော့ဒီ mode အကြောင်းကိုထွေမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးပလီယာဟောင်းအနေနဲ့စက်တိုက်ဆိုသလိုတောင်းဆိုလာခဲ့တဲ့ Survival Mode အသစ်ကမကြခင်မှာ Advanced server ကနေပြီးတော့ official server ကိုရောက်လာပါလိမ့်မယ်ပလီယာအသစ်တွေအနေနဲ့လည်း Moon ကပေးတဲ့ arcade တွေ mic တွေလို့ခံစားနေရရင်ဒီ mode ကိုကစားပြီးတဲ့အခါမှာခံစားရမှာမဟုတ်တော့ပါဘူးအရင်ထက်ပိုပြီးတော့ကောင်းလာတဲ့ map design တွေပိုကျယ်လာတဲ့ map area တွေပြီးတော့ ability အသစ်တွေဒါတွေအားလုံးပေါင်းလိုက်တာနဲ့နေမယ် Survival Mode ကြီးကဘယ်လောက်ထိကောင်းမလဲဆိုတာခံမှန်းလို့ရနေပါပြီအရင်တုန်းကဆော့ခဲ့ပြီးတဲ့သူတွေအနေနဲ့ရောအမှတ်တရတွေပါရှိခဲ့ကြသေးလားကျွန်တော်ကတော့ဒီ Survival Mode ကိုကစားရင်းနဲ့အမှတ်တရတွေအများကြီးရရှိခဲ့တာမို့လို့အခုထိမမေ့နိုင်သေးပါဘူး official server ကိုရောက်လာတဲ့အခါကျတော့မှပဲပျော်ပါကစားရင်းနဲ့ဘယ်လိုတွေလုပ်ရမလဲဘာတွေပြောင်းလဲသွားလဲဆိုတာကိုအသေးစိတ်ထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်ဒီနေ့အတွက်အပြင်တစ်လိုင်းကတင်ဆက်ပေးတာလေးကိုဒီမှာပဲရန်နာလိုက်ပါရစေဒါမျိုးလေးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်လည်း channel လေးကို like and subscribe ပြုလုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့哦နောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြတာပေါ့